ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်တို့ဒီပန်းကျွန်တော်တို့ရဲ့ပန်းဆိုင်ရတော့ကျွန်တော်တို့ကဒီတောက်ကြနေကိုပိတ်တယ်เนาะတောက်ကြနေရပိတ်တယ်ဖောင်းတယ်အဲ့ဒါကိုပြောတာเนาะအားကြောင့်မလို့ကျွန်တော်ဒီတစ်ပတ်ကကျွန်တော်ဆိုင်ရ4ရက်ပဲဖွင့်တယ်เนาะကဲအားလုံးပဲကျွန်တော်ရဲ့ကိုမလေးเนาะမနက်ဖြန်ကျွန်တော်တို့ကအင်္ဂါနေ့2ရက်နေ့နေကုန်အတွက်ကိုကျွန်တော်ပန်းအကြောင်းကိုပြောရင်းနဲ့ပန်းချင်းလေးပါပြောမယ်เนาะကျွန်တော်ကမနက်ကအင်္ဂါနေ့နေကုန်ကိုကျွန်တော်ကပန်း၄ပွင့်နဲ့ပန်း9ပွင့်အချိန်ပါเนาะပန်း၄ပွင့်ပန်း9ပွင့်အချိန်ပါเนาะပြောမယ်ဆိုရင်တော့၄9အချိန်ပါเนาะကဲအားလုံးပဲကျွန်တော်ရဲ့ကိုမလေးကျွန်တော်ပန်းပွင့်၄ပွင့်အကြောင်းကိုအရင်ဆုံးပြောမယ်ပြောပြီးရင်ပန်း9ပွင့်အကြောင်းကိုပြောမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့အကိုမကြီးတူတယောက်ချင်းဒီတိုင်းဒါအကောက်စစ်တယ်ဖြစ်တယ်เนาะမနက်ကကြာကျွန်တော်အနီးကပ်ကလေးတွေလာပြီးတော့ပန်းပွင့်အနီးကပ်ကလေးတွေအလကားစေနာမြစ်တာနဲ့လက်ဆောင်အနေနဲ့လာပြီးတင်ပေးပါဦးမယ်เนาะဒါတချို့တွေကမတွေ့ဘူးတဲ့ဘယ်မှာတင်လာတယ်တဲ့ပန်းပွင့်နေတွေကမတွေ့တာမဟုတ်ပါဘူးเนาะကျွန်တော်ရတင်လိုက်တာနဲ့အကောက်တူတွေကကျွန်တော်ပုံစံတိုင်းတောက်ချောက်လိုက်လို့ကျွန်တော်ဗီဒီယိုဖိုင်ကိုကျွန်တော်တင်ပြီးလူအကြီးများွာလာနဲ့ကျွန်တော်ပြန်ပြီးတော့အုံးနီးမီလုတ်ပေးလိုက်တာပါเนาะအဲ့လားလေးလာပြောတာเนาะကဲအားလုံးပဲကျွန်တော်ချစ်တော်ကိုမိုင်းအားလုံးပဲကျွန်တော်ပန်း၄ပွင့်ရပါပန်း၄ပွင့်ရကျွန်တော်တို့အပွင့်ရရှိပန်း46ပွင့်ရเนาะပန်း40ပွင့်ရပန်း40ရယ်เนาะနောက်ကြောင့်ပန်း49ပွင့်ရယ်เนาะပန်း46ပန်း49ပန်း41ပန်း40เนาะဒါကျွန်တော်တို့၄နဲ့ပတ်သက်ပြီးပြောရပါเนาะပန်း9ပွင့်ကြောင်းကိုပြောမယ်เนาะပန်းက96ပွင့်ရယ်98ပွင့်98ပွင့်ရယ်95ပွင့်ရယ်เนาะ96 99 98 95เนาะအဲ့ဒါကျွန်တော်ရဲ့ကိုမရဲ့အားလုံးပဲเนาะပန်းက49အချိန်เนาะအားကြောင့်ကျွန်တော်ရဲ့ကိုမရဲ့အားလုံးပဲအင်္ဂါနေ့နေကုန်ပေါ့เนาะကိုအကိုလိုမလို့ဘက်ကကိုပန်းပိုင်လေးတွေရမယ်ဆိုရင်ကျွန်တော်ရဲ့ပန်းချင်းနဲ့ကတ်လိုက်เนาะဘာပိုင်လဲပန်း6ပိုင်လားပန်း9ပိုင်လားပန်း8ပိုင်လား8ပွင့်9ပွင့်10ပွင့်ပေါ့ဗျာဘာကြီးပိုင်တာလည်းကတ်ကျွန်တော်ဥစ္စာတော့မဖောက်ဘူးเนาะဒါမိုင်းတယ်ဒီနေ့ဆိုရင်ကျွန်တော်မနက်ပိုင်းမှာကျွန်တော်ပန်းဆိုင်လေးရောင်းအားကောင်းတဲ့အပြင်ကျွန်တော်ဥစ္စာထွက်သွားတယ်ပေါ့နော်တဲ့ပဲနောက်ညနေပိုင်းမှာကျတော့ကျွန်တော်တို့ဒါစောစီးဝင်နေဖြစ်လိုက်တဲ့ခါကျတော့ကျွန်တော်ရဲ့ပန်းကမထွက်ပါဘူးပေါ့နော်အားကြောင့်လို့ကျွန်တော်ရဲ့ကိုမကြီးကျွန်တော်တို့အင်္ဂါဗုဒ္ဓဘုကြာတာပြီး3ရက်မှာကျွန်တော်ရဲ့ပန်းဆိုင်ကကျွန်တော်ရဲ့အပွင့်ရထုတ်ထားတဲ့ဥစ္စာမွေးကျင်တယ်ဆိုရင်64တကွက်ထဲမွေးနော်3ရက်ကိုနောက်ပြီးကြတော့ကျွန်တော်အဲ့လာဒီတစ်ပတ်3ရက်ကိုကျွန်တော်เนาะတကွက်ထဲပဲထုတ်ပြလိုက်တာเนาะနောက်ပြီးကြတော့ကြောက်ရကိုမလေး3ရက်ကိုအကောင်းဆုံးရွှေပရိတ်ငွေပရိတ်အကျွေးကြေပရိတ်ဆိုရင်တော့เนาะပန်းပရိတ်ဒီချစ်ပရိတ်ဖြစ်ပါတယ်ချစ်ပရိတ်เนาะ64ရက်တကွက်ကောင်းကဲ